ဒါကတော့ဂုံကားသီးလေးပါရှင်ငရှောင်းနဲ့ရှက်စားပါမယ်ပထမဦးဆုံးကျက်သွန်မြူကျက်သွန်နီကိုစီတက်ပြီးတော့ငစနောမှုန့်ရဲ့ငရုတ်သီးစိမ့်မှုန့်ရဲ့ထည့်ပါမယ်ပြီးရင်တော့ဂုံကားသီးလှီးထားတာလေးတွေထည့်လိုက်ပါမယ်အဲ့ဒါပြီးရင်ချိုးမုံလေးသေးသေးပဲထည့်ပါမယ်ငရှောင်းနဲ့ရှက်မှမူစားမထည့်တော့ပါဘူးရှင်ပြီးရင်စုံစေးရထားတဲ့ရေလေးထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါမယ်အဲ့ရေလေးခန်းဝိုင်းတော့ရေတန်းထည့်ပြီးတော့တစ်ခါဖုံးပြန်အုပ်ထားလိုက်ပါမယ်3ရေလောက်ထည့်တော့ပိုနူးတာပေါ့နော်1ရေတည်းဆိုတော့2ရေတည်းဆိုတော့နည်းနည်းတော့အနူးလိုတာပေါ့သူကအထဲမှာအဆန်လေးတွေလည်းပါတယ်ဂုံကားသီးကဒုတိယရေလေးခန်းလို့ခန်းကန်နေကြရင်တော့ငရှောက်ကြော်ပြီးသားအစင်နဲ့ရှိရလေးထည့်ပြီးတော့စီချန်ရေချန်လေးဖြစ်တဲ့အထိမွေလိုက်ပါမယ်ပြီးရင်တော့စားလို့ရပါပြီရှင်ဂုံကားသီးနဲ့ငရှောက်နဲ့ချက်ထားတာလေးစားလို့တော်တော်ကောင်းပါတယ်စားကြပါအောင်ရှင်